တိန်းထောင်ကြီးလူတဲ့ပွဲမှာအခုလိုပမာဏတာရှိရဲ့လက်ဝိသနာကြောင့်ချီကျူးခံနေရတဲ့နန္ဒာလိုင်းမင်္ဂလာပါပရိသတ်ကြီးနန္ဒာလိုင်းတို့ကကြည်ကြည်တက်ချမ်းသာတဲ့သူတွေဖြစ်လို့ဂုံမက်တွေဆိုတဲ့သတင်းစုနဲ့လေကြော်ကြားခဲ့ပူပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာနန္ဒာလိုင်းရဲ့နေထိုင်ပုံစံနဲ့အပြင်စင်တွေကကြားခဲ့ရတဲ့သတင်းတွေနဲ့တခြားစီဖြစ်နေခဲ့တာပါဒါအပြင်ပြီးခဲ့တဲ့ရက်ကလှုပ်ခဲ့တဲ့ပွဲကအပြုအမူတွေကြောင့်ပို့ပြီးတော့ချီးကျူးစရာဖြစ်နေရပါပြီးခဲ့တဲ့ရက်မှာနန္ဒာလိုင်းတို့မိသားစုရဲ့အလူပွဲကြီးကိုကျင်းပခဲ့ပါတယ်။တိန်3000ကျော်မာတီကလှူဒန်းတဲ့အလူပွဲကိုကျင်းပခဲ့တာပါ။အဆိုပါအလူပွဲမှာကိုစီတီဟာနဲ့တူနန္ဒာလိုင်းကသမီး3ယောက်နဲ့အလူလုပ်ခဲ့ကြပါတယ်။နန္ဒာလိုင်းကသမီး3ယောက်နဲ့အတူမုံရိုးရဝစ်စုံလေးကိုဝစ်ခဲ့ပါတယ်။တထေးမကြီးလိုနာမည်ကြီးနေတဲ့သူကလူအများရှိကိုတိမ်မထွက်တယ်လို့ထွက်ရင်လေဟာကနေဟင်းနဲ့ဖြစ်စေပါတယ်။နန္ဒာလိုင်းကပွဲကိုတထေးမကြီးနဲ့အနေနဲ့တက်ခဲ့တာမဟုတ်ပဲအယိုးရှင်းဆုံးလာခဲ့တာဖြစ်ပါတယ်။တထေးမကြီးဆိုပေမဲ့ပွဲကိုလက်ဝဲနာတစ်ခုတောင်မဝစ်ဆင်ခဲ့ပါဘူး။လက်ဘင်းမှလည်းဘာဆွဲကြမှမပါသလိုလက်ကောက်နဲ့လက်စွပ်လည်းမပါလာပြန်ပါဘူး။နဂတ်တရနာဝစ်လာခဲ့တာပါ။အနုပညာရှင်မမိသမီးတွေကအပြိုင်ဆိုင်ဆိုသလိုဘလောက်တန်မိုးကြီးရဲ့ရေသနာတွေဝစ်ပါတယ်လို့အပြိုင်ကျင်းနေချိန်မှာနန္ဒာလိုင်းကတော့အယိုးရှင်းဆုံးသာဝစ်ဆင်လာခဲ့ရဖြစ်ပါတယ်။နန္ဒာလိုင်းကသူ့မှာရေနာပစ္စည်းတွေဘလောက်များပါတယ်လို့တခါမှမကြားခဲ့ဘူးပါဘူး။ဒါအပြင်ဒီခေတ်အနုပညာရှင်တွေကဘာဘရန်တွေဝစ်ပါတယ်လို့ကြွားချိန်မှာဘာမှမဝစ်ပြခဲ့ပါဘူး။သူဝစ်စင်နေကြောင်အင်ဂျီလီတွေသာဝစ်တာပါ။အလူပွဲကိုလည်းတဆုံလုံးနေမှာတသိန်းတောင်မပြည့်တဲ့ဝစ်စုံနဲ့ဝစ်လာခဲ့တာပါ။နန္ဒာလိုင်းနဲ့သမီးတွေဝစ်စင်ခဲ့တဲ့ထမိန်ဆိုရင်တကွေးမှာ2800နာရှိတာဖြစ်ပါတယ်။2800ဆိုတဲ့ပမာဏကနန္ဒာလိုင်းတို့လိုတထေးကြီးတွေဝစ်စင်မယ်လို့တော့မထင်ခဲ့ကြပါဘူး။နန္ဒာလိုင်းတို့မိသားစုကအတီးကနဲ့တာမညကိုအမြဲတမ်းခွဲခြားကနေထိုင်နေသူတွေပါဒီပွဲမှာအဝိစားနေလက်ဝဲနာတွေအတီးကမဟုတ်ဘူးလို့ယူဆထားပြီးသားပါသူတို့အနေနဲ့3300လူကအလူလောက်တာကတော့အတီးကဖြစ်ပါတယ်ဒါကြောင့်မို့ပိုင်ဆိုင်မှုတွေလည်းထပ်မကြွားနေတော့ပါဘူးနန္ဒာလိုင်းရဲ့ခင်မကိုစေတီဟာဆိုရင်လေတထေးဆိုပေမဲ့ပစိုးနဲ့တာအမြဲနေကတွာလာနေတတ်တာပါကိုစေတီဟာကဥစ္စာတွေကိုမကြွားပေးသူ့ရဲ့အချစ်တွေကိုထုတ်ကြွားနေတတ်တာပါနန္ဒာလိုင်းပေါ်ချစ်တဲ့အချစ်ကိုသမီး3ယောက်ကအရွယ်ရလာတဲ့အထိကြွားလွန်ပြီးနိုင်ဖြစ်နေရပါပြီးခဲ့တဲ့ရက်ကပွဲမှာဆိုရင်လေနန္ဒာလိုင်းပန်းမှုတရုတ်စကားပန်းလေးကိုကိုရိုင်ခုကပန်းမိခဲ့တာပါနန္ဒာလိုင်းတို့မိသားစုရဲ့နေထိုင်တဲ့ပုံစံကလည်းအရန်ကိုရွှေရှင်ပါတယ်ကိုစီတီဟာဆိုရင်လေတထေးလိုဟိတ်ရကြွားတာမျိုးမကြိုက်ပါဘူးသူနေတတ်တယ်လို့အယိုးရှင်းဆုံးတာနေထိုင်တာပါသားသမီးတွေကိုလည်းဘဝရဲ့တန်ဖိုးနားလဲအောင်အကုန်တင်ထားပြီးသားပါငွေကိုသုံးဖြုတ်တာခွင့်မပြုပေကုချရာဖို့ကိုရက်တင်နိုင်အောင်တော့လုပ်ပေးထားဖြစ်ပါတယ်နန္ဒာလိုင်းဆိုရင်လေမင်းသမီးလို့ရှင်နာကအိမ်နာရှင်မတရားရဲ့ဘဝကိုတာဝန်ကျအောင်နေထိုင်ခဲ့တာပါအိမ်မှုကိစ္စအလုံးနိုင်နေတယ်လို့အိမ်ဖော်တွေကိုသာတည်တံ့မလုပ်ခိုင်းပါဘူးတိတ်လုံးမှာသူမကိုယ်တိုင်သာဥဆောင်လုပ်တာပါဒါအပြင်သမီးတွေကိုလည်းမိမသားပြီးသားအောင်တင်ပြပေးထားဖြစ်ပါတယ်နန္ဒာလိုင်းကသမီး3ယောက်လုံးကိုအိမ်တွေရှိတဲ့အမျိုးသမီးဖြစ်အောင်တင်ပြထားဖြစ်ပါတယ်။ဒါကြောင့်မို့လေနန္ဒာလိုင်းဆိုရင်တော့လူတွေကစိတ်တော်တာပြေးဝသူလို့သတ်မှတ်ထားကြတာပါ။တမိသားစုလုံးကချမ်းသာတာကိုလူတွေစိတ်နှောက်ယှက်ဖြစ်အောင်မကြောက်ဝတတ်ကြပါဘူး။ကိုစီတီဟာနဲ့နန္ဒာလိုင်းတို့စိတ်တော်တာပေါ်အမြင်လေးကိုပြောခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါ